ဒါကတော့ကျွန်တော်တို့ပထမတစ်ရက်လဲပြီးတော့ဒုတိယတစ်ရက်ကိုထပ်ပြီးတော့သွားလိုက်တာပေါ့နော်ဒါကျွန်တော်တို့ပထမဦးဆုံးသွားတဲ့နေရာတော့ tunnel view ပဲဖြစ်ပါတယ် tunnel view ဆိုတာကဒီသွားပြီးတော့လဲတဲ့နေရာတွေထဲမှာတစ်ခုအပါဝင်ပေါ့နော်ဘာလဲဆိုတော့အဲ့ဒီ view ကအရန်လှတာပေါ့လို့ပါသူကမနက်ခင်းနေထွက်လာတဲ့အချိန်အဲ့တောင်လေးရဲ့အနောက်ကနေပြီးတော့နေထွက်လာတဲ့ view ကိုကြည့်လို့ရတဲ့နေရာပေါ့နော်ဒီနေရာကို tunnel view လို့ခေါ်ပါတယ်ဘာလို့လဲဆိုတော့ဒီ tunnel ကနေပြီးတော့မှဒီအပြုံရောက်လာပြီဆိုတော့ ਨੇ ဒီ view ကိုမြင်ရတာမဟုတ်လားစောင်းနေကြရင်ဒီတောင်တွေအကုန်လုံးကနှင်းနေဖုံးပြီးတော့အကုန်လုံးဖြူဖွေးနေရပါဒီနေရာကတော့ Break the Veil Fall ဆိုတဲ့နေရာပေါ့နော်ဒီရှေ့ရေတကွန်ကအခုဒီအပေါ်မှာမြင်းနေရတဲ့နေရာအခုကတော့ရှင်းနေနေပဲကြာတယ်ဒီအများကြီးကြာရင်တော့ဒီနေရာတော်တော်လေးပို့ပြီးတော့လာမှာပေါ့ရေတကွန်သွားကြည့်တဲ့နေရာကိုဒီကနေပြီးတော့သွားလို့ရတယ်ပေါ့ဒါပေမဲ့အခုကတော့ရေတကွန်ကရေမရှိတော့တဲ့အတွက်ကြောင့်မဟုတ်လို့ဒီနေ့တော့မသွားတော့ယူရတော့ဒါကတော့ဒီနားနေပြီးတော့မြင်ရတဲ့ရှုကင်ပေါ့ခုကကျွန်တော်တို့ပြန်ပြီးတော့ check out လုပ်တော့မှာပေါ့နော်ဒီကနေပြီးတော့ check out လုပ်ပြီးတော့မှပြန်ပြီးတော့သွားလဲမှာပေါ့ဒီကအချိန်12နာရီလောက်ဆိုရင် check out လုပ်ရတာဆိုကျွန်တော်တို့ဒီကစောစော check out လုပ်ပြီးတော့မှကားကိုတခြားနေရာမှာထားပြီးတော့အဲ့လိုမျိုးတခြားနေရာတွေသွားလဲမှာပေါ့အခုအနောက်ကဖွဲ့တွေလည်းအကုန်လုံးသူတို့တွေထက်နေတိတ်ကုန်ကြပြီဒါတော့ကျွန်တော်တို့သွားလည်တဲ့ထဲက Yosemite ရဲ့ bookstore ပဲဖြစ်ပါတယ်အဲ့ဒီအထဲမှာဆိုရင်စာအုပ်တွေရှိတယ်ပြီးတော့အမှတ်တရပစ္စည်းတွေရှိတယ်ဓာတ်ပုံတွေရှိတယ်ပြီးတော့အဲ့ဒီမှာတောချိတ်တွေလည်းရောင်းတယ်ဓာတ်ပုံလေးတွေလည်းရောင်းတယ်ပြီးတော့ပကြီးကားတွေလည်းရောင်းတယ်သူအမတ်တရဖြစ်မဲ့ပစ္စည်းတွေတော်တော်များများရောင်းတာပဲပေါ့နော်ကျွန်တော်တို့မြန်မာပြည်မှာဖျားတွေသွားရတယ်ဆိုရင်လည်းအဲ့ဒီမှာအဲ့ဒီနေရာနဲ့ပတ်သက်တဲ့အဲ့လိုမျိုးဖျားတွေဆိုရင်ဖျားနဲ့ပုံတူအဲ့လိုမျိုးပကြီးကားလေးရောင်းတာတော့အဲ့လိုမျိုးပေါ့အခုဆိုမှာအထုတ်တီးပြီးတော့ခွက်တီးအဲ့မှာအစုံမဲရှိတယ်အဲ့မှာရှေးတုန်းကကြည့်တဲ့အဲ့ဒီ telescope လိုမျိုးဟာမျိုးလေးရှိတယ်ဒါဆိုရင်တော့ Yosemite မှာ1944တော့ရိုက်ထားတဲ့ဓာတ်ပုံပေါ့နော်အဖြူမဲဓာတ်ပုံပြီးတော့ရင်တခြားသူတို့နာမည်ကြီးတဲ့ပုံတွေရောပေါ့နော်ပြီးတော့အဲ့ဒီရဲ့
အရင်မှာအဲ့လိုမျိုးဘယ်လိုပြောရမလဲပကြီးပြကန်းတို့မျိုးဥစ္စာလေးလေးရှိတယ်ဒါပေမဲ့အဲ့ဒီထဲမှာဆိုရင်ပုံတွေတော်တော်များများပို့ပြီးတော့ကြည့်လို့ကောင်းတယ်ပေါ့နော်ဒီထက်ပို့ပြီးတော့မိုက်တယ်အဲ့လိုမျိုးကြောက်ကဘာအစွန်းမှာမတည့်ရက်နေတဲ့ပုံမျိုးအဲ့တောင်တက်သမားတယောက်ရှိတယ်နာမည်တော့မေ့ပါအဲ့တောင်တက်သမားတယောက်ကအဲ့ဒီကြောက်ကဘာအစွန်းလေးမှာပေါ့နော်ကျိုးတွေပါတယ်မပါဘဲနဲ့အဲ့လိုမျိုးမတည့်ရက်နေတဲ့ပုံမျိုးဆိုရင်ရမ်းကြည့်လို့ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဓာတ်ပုံရိုက်လို့မရဘူးဘာလို့လဲဆိုတော့သူတို့အဲ့ဒီမှာဓာတ်ပုံပေးမရဘူးပေါ့နော်ဓာတ်ပုံတို့ဗီဒီယိုတို့သူတို့အဲ့လိုမျိုးရိုက်ခွင့်မရှိဘူးဆိုပြီးတော့ရှေ့မှာစကတ်ထားတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီတိုင်းပဲကြည့်ခဲ့ရတယ်ဓာတ်ပုံတော့ရိုက်လို့မရအမွှေးကို microscope နဲ့ပြထားအောင် wow ကောင်းပြောင်းသွားပြည့်လိုမျိုးအကောင့်တွေကိုအဲ့ဒီလိုမျိုးပေါ့နော်ထပ်ပြီးတော့ပြထားသေးတယ်သူကကျတော့ပိုးလာတာပေါ့အထက်မှာမီးတွေနေဆိုတော့အဲ့လိုပို့ပြီးကြည့်လို့ကောင်းတယ်I've seen it once. They came in and they sold out in 2 days. Okay, that makes sense. But yeah, they were straight up. Okay. They're kind of cool. It's like a granny. Okay. Nope. Yes. You get the TikTok on my something to write and then try this and put it in the top under and then put it next to it. Okay. Yeah. Otherwise, I put something on the ground around it. Oh, okay. You guys have a dispatch. So it's in the theater right behind us. They're not doing the 11:30 show. They have to do a little like repair, but it'll be back on at noon. Okay. Noon is the next one. Yeah, they cancel the 11:30. They have to do it. So the theater is out these doors and across the courtyard, or you can go through the exhibit hall and oh, it's literally behind it. Okay, so this is wandering usually.အဲ့ဒီမှာမမျော်လင့်ထားဘဲနဲ့အဲ့လိုမျိုးအန်ဩသွားစီတဲ့အရာတော့အဲ့ဒီအန်ဆွဲတွေပဲဖြစ်ပါတယ်သူအန်ဆွဲတွေပေးထားတယ်အဲ့အန်ဆွဲတွေကိုဆွဲပြီးတော့ထုတ်ကြည့်လိုက်တော့အဲ့ဒီမှာဘာတွေတွေ့ရလဲဆိုတော့အဲ့ Yosemite မှာရှိနေတဲ့အခုဒါဆိုရင်ဒါတစ်ပင်ရှားတဲ့တစ်ပင်လို့ပြောရမှာဘယ်လိုရမလဲသူတို့တစ်ပင်တိုင်းတော့သူတို့မထည့်ထားဘူးပေါ့နော်ပြီးရင်ဒါဆိုရင်ဒီမှာသိန်းငတ်ရဲ့အဲ့လိုမျိုးလက်သေးတွေလို့ bro အဲ့ဒီအရှိမသူကအဲ့ဒီအန်ဆွဲတိုင်းမှာသူကနာမည်ရေးထားတယ်ပေါ့နော် ခါယိုးဒီအမွေး ဒီဟာဆိုရင်အဲ့ဒါခါယိုးဒီလို့ခေါ်တဲ့အကောင်ရဲ့အမွှေးပေါ့နော်ပြီးတော့ဘက်မှာညာဘက်မှာကသူ့ရဲ့ဥကောင်းအခွန်ပေါ့
အဲ့ဒီဆိုရင်တကယ်ပုံမှန်နေရာမျိုးတွေမှာဆိုရင်တကယ်လုံးဝဟိုအရန်တွေ့ဖို့အရန်ခက်ခဲတဲ့အရာတွေပေါ့နော်အဲ့ဒါတွေကိုသူတို့အဲ့ဒီအန်ဆွဲတွေထဲမှာသူတို့ထည့်ပြီးတော့ဒီမျိုးပြထားတာပေါ့နော်ဒါဆိုရင်လင်းတို့ရဲ့အယိုးပေါ့နော်တကယ်လင်းတို့တေးသေးလေးအဲ့ဒီလင်းတို့ရဲ့အယိုးကိုသူတို့အဲ့တိုင်းပြထားတာပေါ့နော် Tree cookie. This is tagging tools, this is gonna tag tools, so we track. This is coyote. It's like the fur like a coyote.ကျွန်တော်ပဲတွေ့ You have different talents for the different. bro ချီမျိုးမျိုး snow စာပေးလုပ်နေအတန်းစာလုံးဝတစ်မျိုးလေး ကျွန်တော်တို့ဒီနေရာကနေစပြီးတော့မှဆွမ်းနာပြကန်းနဲ့ဒီဘက်ကိုခွဲထားတယ်ပေါ့နော်ဒီဥစ္စာတော့သူ့ရဲ့ Yosemite ကိုမှာဖြစ်ပေါ်နေတဲ့အရာတွေကဘယ်လိုမျိုးဖြစ်လဲဆိုတာကိုအဲ့လိုမျိုးရှင်းပြထားတဲ့နေရာပေါ့နော်အဲ့မှာဆိုအတန်နေပြောင်းသွားတယ်တကယ်တော်တယ်ရောက်သွားတဲ့ vibe မျိုးရအောင်သူတို့လုပ်ထားတယ်ပေါ့နော်ဒါဆိုရင်ဒီမှာရှိနေတဲ့ကြောက်တောင်နန်းတွေကဘယ်ကနေပြီးတော့စပေါ်လာလဲဆိုတာကိုသူတို့ကဒါပြထားတာပဲဖြစ်ပါတယ် ဒီနေရာဆိုရင်ဒါမိုးကြိုးပစ်ပြီးတော့တစ်ပင်မီးလောင်သွားတာပေါ့နော်အဲ့ဒီမှာဆိုရင်တိတိကျကျနားထောင်ကြည့်အဲ့ဒီမှာမီးလောင်နေတဲ့အတန်ဟိုပါအဲ့ဒီတိုင်းဘေးနားနေပြီးတော့ဖွင့်ထားပြတာပေါ့နော်တကယ်တမ်းတကယ်ကိုကအဲ့ဒီမီးလောင်နေတဲ့တစ်ပင်အရှိမှာမတည့်ရနေရတယ်လို့မျိုးခံစားမိအောင်အဲ့လိုမျိုး vibe ရအောင်အဲ့လိုမျိုးလုပ်ပေးထားတာပေါ့
ဒီဥစ္စာကတော့ तू ရှေးတုန်းကဓာတ်ပုံတွေကိုပြတာပေါ့နော်ဒါပေမဲ့ तू ကရိုးရိုးအပြင်မှာတိုင်းမပြတာပဲနဲ့အဲ့ဒီနားမှာရှိနေတာပေါက်ကလေးရှိရအဲ့ပေါက်ကလေးတွေကနေသွားကြည့်မှအထဲမှာဓာတ်ပုံလေးတွေကိုမြင်ရတာပေါ့ဒါကတော့ဟိုးရင်တော့ဓာတ်ပုံတွေပေါ့1900နောက်ပိုင်းတော့ယူဆရတာပဲအဲ့အထဲမှာဆိုရင်အမှကြီးမြင်းနေနဲ့လာလေကြတယ်ကားဆိုရင်လည်းတော်တော်လေးရှိကြနေပြီပေါ့နော်ပြောချင်တာတော်တော်လေးရှေးကြနေတော့ရှေးတုန်းကလာလေကြတဲ့လူတွေကိုဓာတ်ပုံရိုက်ထားတဲ့ဥစ္စာကိုသူကပြထားတာပေါ့ဒါကတော့ဒီနေရာကိုရောက်ခဲ့တဲ့လူတွေရဲ့အမှတ်တရ note တွေပဲဖြစ်ပါတယ်ဒါကတော့ယူဆဲမတီကိုသွားတော့အဲ့တောင်တက်တဲ့လူတွေရှိရပေါ့နော်အဲ့မှာတော်တော်များများတောင်တက်ဖို့လာကြတဲ့လူတွေများတယ်တောင်တက်တာကမှကျွန်တော်တို့လိုမျိုးချိန်ရင်တက်တာမျိုးမဟုတ်ဘဲနဲ့သူကတောင်ဆွဲတောင်ပြားတွေကိုအဲ့လိုမျိုးဂျိတ်တွေနဲ့ကျိုးတွေနဲ့အဲ့လိုမျိုးတက်ကြတာပေါ့နော်တော်တော်လေးတက်ဆွန့်ဆန်မြတ်တက်ကြဒါကတော့တောင်ပေါ်မှာတက်တဲ့လူတွေကဘလို့အိတ်လဲဆိုအဲ့တိုင်းနေအိတ်ကြရတယ်အဲ့တိုင်းတောင်ကဘာမှာပေါ့နော်အဲ့တိုင်းကျိုးလေးနဲ့အဲ့တိုင်းအိတ်ကြတာကျွန်တော်တို့ပြန်လာပြီးတော့မကြောက်ဘူးအဲ့ဒီတောင်ပေါ်ကနေပြီးတော့တယောက်ပြုတ်ကြပြီးတော့တေသွားတယ်ပေါ့နော်အဲ့လိုမျိုးသတင်းတွေ့လိုက်တယ်သူလည်းအဲ့ဒီအတိုင်းပဲဂျိတ်တွေနဲ့ကျိုးတွေနဲ့တက်တာပဲဒါပေမဲ့ तू ကကျိုးကိုရှော့ပြီးတော့အောက်ကိုပြန်ဆင်းတဲ့အချိန်လားမသိဘူးအဲ့ဒီမှာအဲ့ဒီတောင်ပေါ်ကနေပြီးတော့မှပြုတ်ကျသွားတယ်ဒီနေရာကတော့ယူဆဲမတီမှာနေွားတဲ့လူတွေ native people ပေါ့နော်လုံးဝအဲ့ဒီမှာပထမဦးဆုံးနေသွားတဲ့လူတွေသူတို့နေသွားတဲ့ပုံစံကိုဒါပြထားရတယ်ဖြစ်ပါတယ်သူတို့ဟိုးရင်တော့လူမျိုးအိမ်နေပါလေလည်းမဆောက်ရသေးဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးပဲတဲလေးတွေကိုအဲ့ဒီအတိုင်းထိုးပြီးတော့သူတို့အဲ့ဒီအတိုင်းနေသွားတာပေါ့ဒါကတော့အဲ့ဒီလူတွေတုံးသွားတဲ့ပစ္စည်းတွေကိုပုံစံတူအောင်တပုံစံနဲ့နှီးပါတူအောင်လုပ်ပြီးတော့ပြထားတာပေါ့နော်ဒီမှာအိမ်ဆိုရင်လည်းလုံးဝအခုခေတ်အိမ်နဲ့လုံးဝမတူရဘူးသူတို့တောထဲမှာရှိတဲ့ပစ္စည်းနဲ့အဲ့ဒီတိုင်းစောက်သွားပြီးတော့နေသွားတဲ့ပုံစံပေါ့ကျွန်တော်တို့သွားနေတာVerno 4 ဆိုရေးဒီကော0.8 mile အပေါ်တက်တာအိုးအမပြောဘူးလားရေရှိတယ်ဒါတော့ကျွန်တော်တို့အပေါ်တော့မရောက်သေးပါဘူးအခုလမ်းတစ်ဝက်မှာမြင်နေရတာပဲဖြစ်ပါတယ်ရေအရင်တော့မများဘူးဆက်ပြမှာဆိုတော့ရေနဲ့ခန်းသွားပြီဒါပေမဲ့ hopefully တွေးဖို့တော့မျှော်လင့်ပါတယ်ကျောင်းတော်တော်လေးမှတ်တဲ့အချိန်မှာပါပဲဒီရေဒီကွန်ရှိရဲ့ဘက်ကဒီနေရာနားနေရတယ်ပါမနဲ့တွေ့ဒီနေရာပါအရင်ကလာပဲတခြားနေရာရေခမ်းနေတဲ့အချိန်တွေမှာတော့ဒီဥစ္စာအလားဆုံးဒါပေမဲ့ကျွန်တော်ဆက်တက်အောင်မဒါတောင်း steep ဖြစ်လားမဖြစ်လားဆိုတာလူတော်တော်များများလည်းဒီလိုပဲလာပြီးတော့တက်ကြတယ်
Oh shit！哎呀耶！买来了。哎呀，安装，安装。 ရှေ့မှာမြင်နေရတယ်ရေတကုံအထိသွားတဲ့လမ်းရှိတယ်တော်တော်များများတော့အဲ့ဒီအထိသွားကြဒါပေမဲ့ကျွန်တော်တို့ကတော့မသွားနိုင်တော့ဘူးကျွန်တော်တို့အိမ်ထဲပြန်အောင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အိမ်ုံပြန်ဖို့ဆိုကား9နာရီလောက်ထပ်မောင်းအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့စောစောပဲပြန်ခဲ့လိုက်ပါတယ်ဒါဆုံးနေကြည့်ပဲလို့ကျေးဇူးတင်ပါတယ်ဒါကတော့ Yosemite ကိုသွားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်တော်တော်များများမမြင်ဘူးတဲ့နေရာတွေအဲ့လိုမျိုးမြင်ခဲ့လို့ရှင်းနေမိမယ်လို့လည်းမျှော်လင့်မိပါတယ်ကျေးဇူးပါ